အားလုံးပဲမင်္ဂလာပါမိမိတော်ဆော်လီမန်ချူချူပါလေယူအိန္ဒိယဆိုရင်တော့ကျွန်တော်တို့ကမာကြီးတရားစဉ်ကျွန်တော်တို့တကိရခုရက်ဟိုလေးလက်မပေါ်မှာရှိတဲ့ OB 55 RC အဲ့မိုးစလက်အိမ်ရဖြစ်ပါတယ်ဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီတကားပပြီးတော့တမန်နေရတော့အရင်ကိုယ့်အောင်ထည့်လို့ထားတာပါဟိုတက်မှာတော့ကျွန်တော်တို့ဟောပဲဒါကတော့အင်ရှင်တွေသူတို့ပြင်လုံးမဲ့လုပ်ငန်းအတွက်လုပ်ထားတာပါအောက်မှာကျွန်တော်တို့အိမ်နာရှိမယ်ယူခဲအိမ်နာရှိမယ်ဒါကတော့ပေါ်တက်တက်လေးကားလေးပါအောက်မှာတော့ခမ်းမိသွားဘူးပေါ်တက်မှာဆိုရင်ကျွန်တော်ဒီမှာမျိုးကောင်းတာတတိလေးတစ်ခုပါမယ်ပြီးရင်ကျွန်တော်တို့ဘော်ရန်တစ်ခုပါမယ်ပြီးရင်ကျွန်တော်တို့ယူခဲအိမ်နာပါပါမယ်ဘုရားမတော့ဒီအိတ်ကလေးတစ်ခါပဲပါမယ်ဒါအပေါ်ထက်ရဲ့ဖျားเจ้าဆောင်လေးပါမယ်ကျွန်တော်တို့အိတ်ကလေးပါပါမယ်ဒီရဲ့ရှိမှဆိုရင်ကျွန်တော်တို့ဝယ်နာသေးလေးပါမယ်ဒါကျွန်တော်တို့ဖုန်းရဲ့ပေါ့နော်တုံကောင်းမှုကြောင့်ဖြစ်တာပါဖုန်းတုံကဆိုဖုန်းနဲ့မီနဲ့တွေ့ပြသူ့မီတဲ့ရောတကယ်တော့ညီညီလေးပဲကျွန်တော်တို့ကအပေါ်ထက်ကိုဒီဝယ်နာထိပဲပါတယ်ဒီသူမိုးတွေမပါဘူးဒါကတော့အရင်သက်ထထုတ်တာပါဒီဘောကတော့เนาะကျွန်တော်တို့လည်းပဲထထုတ်တာပါလုပ်ငန်းအဆင့်ကတော့ကျွန်တော်ဒီမိုးတွေပဲပါတယ်အဲ့ဒါကို RC မျိုးစားနဲ့ဆိုရင်ကျွန်တော်တို့1190ကျပါတယ်9ပြီး55ပြီးကိုဆောက်လို့အများကြီးထဲမှာကျွန်တော်မိမိသားစုကိုယုံကြည်စွာလုပ်အပ်နေတဲ့အရှင်မိသားစုထူးခြားစုတင်ပါခင်ဗျာအလုပ်ကအလုံးနဲ့စီပါစေလို့ဆုတောင်းပေးပါတယ်ဒီကွေးလူဆောက်ကျင်နေဆိုရင်တော့ကျွန်တော်တို့ဖုန်းနံပါတ်ကတော့40 890 190ဖြစ်ပြီးတော့ကျွန်တော်ရုံးခန်းများဆိုရင်တော့ကျွန်တော်တို့အမှတ်1 2ခွန်ကြောင့်ရွှင်းသာ3လဲ20ရက်ကွက်တောင်မှဖြစ်ပါတယ်ရှစ်ရက်ကွက်မှာဆိုရင်တော့အမှတ်883တေမေဒီလန်ကျွန်တော်တို့1ရက်ကွက်ဖြစ်ပါတယ်ခုနှစ်ရက်တောင်အလုံးလောကန်စီနေကြပါစီအရန်တော့ရောက်ကျွန်တော်ပိုက်ဆိုင်နေမှာဆိုတောင်းပေးပါတယ်ကျွန်တော်မျိုးစောက်တောင်းကဒီလိုမှဖြစ်ပါတယ်